ယမစရိယာမင်္ဂလာမေထုံအကျင့်ကိုချောင်းခြင်း၍ယဟန်တရားကိုအာထုတ်ခြင်းမင်္ဂလာမေတ္တာဗြဟ္မစိုးလက်ကိုင်သုံးလို့သူမြတ်ကျင့်ထုံးရွမသွေတဲ့အဲဒါမှဗုဒ္ဓဝါဒကဗ္ဗမင်္ဂလာတွေတဲ့ယမစရိယာမင်္ဂလာဆိုတာလောကီအာယုံကာမဂုဏ်တွေမှရှောင်ကျဉ်ပြီးတော့ယဟန်တရားများကိုပွားများခြင်းမင်္ဂလာတဲ့8ပါးသီလ9ပါးသီလထဲမှာပါတဲ့အပြမစရိယာအမြတ်သောမေထုံအကျင့်ကိုကျင့်ခြင်းကိုရှောင်ကျဉ်ခြင်းနဲ့အတူတူပါပဲဒီနေ့ကဘုံဘုံတို့ဆွမ်းတက္ကမတယောက်ကဆုံးဖို့တာဥပုံနေနဲ့တိုက်ဆိုင်လို့ဘုံဘုံကအဲ့8ပါးသီလပေးပါတယ်အာပြမစရိယာဝေရမဏိသိက္ခာပဋ္ဌာန်သမာဓိအာမိဆိုတက္ကမကမိတယ်အာပြမစရိယာဆိုတာပါလေဒီနေ့ညတော့လို့အဲ့တခါနဲ့အတူအိတ်လို့မရတော့ဘူးဒါအဲ့လိုပြောပြတယ်တက္ကမနားလည်အောင်ပေါ့လေတို့တက္ကမကြီးတွေကလည်းပဲကြီးတယ်အဲ့ဒါဆိုတော့တဲ့ဥလူတွေမှလည်းပဲတဲ့ဥပုပ်ရှိရဥပုပ်15ရက်ပဲဥပုပ်မှာတဲ့ဒီဗြဟ္မစရိယာအကျင့်ကိုကျင့်လို့ရပါတယ်နေတိုင်းမကျင့်နိုင်ပေမဲ့ဘုံဘုံတို့အယဟန်ဒီမှာကြတော့မြတ်စွာဘုရားက229ပါးသောဝိနည်းသိက္ခာပုဒ်တွေနဲ့ညာဗြဟ္မစရိယာတရားကိုကျင့်ခိုင်းထားပါတယ်ဗြဟ္မစရိယာကျင့်ဆိုတာတဲ့ဒီကာမဂုဏ်မေထုံအကျင့်ကိုရှောင်ကျဉ်ခြင်းတစ်ခုတည်းမဟုတ်ဘဲနဲ့မေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့ဗြဟ္မစိုးတရား၄ပါးကိုလည်းပဲဗြဟ္မစရိယာအကျင့်ပါပဲဘာလို့လဲဆိုတော့ဦးဇင်းတို့မလန်းပူလန်းကိုရှောင်မဲ့သူတွေကတဲ့ပထမဦးဆုံးဒီချမ်းသာဒုဖြစ်တဲ့ကာမဂုဏ်ဟိုးတဲ့ရှောင်ကျဉ်မှချမ်းသာစစ်ဖြစ်တဲ့မလန်းပူလန်းကိုရောက်မှာဖြစ်တယ်ဘာလို့လဲဆိုတော့ဒီချမ်းသာဒုလမ်းပေါ်မှာတမာတိမရနိုင်ပါဘူးတဲ့ဒါကြောင့်မလို့ဒီတမာတိရမှသာလေတရားဘာဝနာတွေကလည်းပွားများနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မြတ်စွာဘုရားကအဲ့ဒါကြောင့်မလို့ယဟန်ဒီနဲ့သူတပည့်သားတန်ဃာတွေကိုအပြမစရိယာတဲ့ကာမဂုဏ်အာယုန်တွေမှရှောင်ကျဉ်ပြီးတော့ဗြဟ္မစရိယာအကျင့်ကိုကျင့်တော်မူပါလို့ဟောတော်မူခြင်းဖြစ်ပါတယ်